အမျိုးသမီးတဦးကိုစိုက်ကြည့်ရင်းလမ်းမီးတိုင်ကိုဝင်တိုက်ကသတိလစ်သွားခဲ့သည်နိုးလာသောအခါပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားခဲ့သည်လမ်းဘေးကြော်ညာပြီးပုံများတွင်အဝတ်စားနှဲပါသောအမျိုးသားပုံများသာပါရှိနေပြီးအိမ်ပြန်ရန်တက်စီငှားသောအခါရင်မောင်းကပင်စနောက်နေတော့သည်ထိုများသာမကအိမ်ပြန်ရောက်သောအခါ Frank သည်စပွဲပေါ်တွင်အမျိုးသားများကိုစော်ကားသည့်မဂဇင်းတစ်စောင်ကိုတွေ့ရှိခဲ့သည်ရေခဲတစ်တာမှာကျမ်းမာရေးနှင့်ညီညွတ်သောအစားအစာများပြည့်နှက်နေပြီး TV ကြော်ညာများမှာလည်းမိန်းကလေးမော်ဒယ်များထံမှဆွဲဆောင်မှုရှိသောအမျိုးသားမော်ဒယ်များသို့ပြောင်းလဲလာခဲ့သည်Frank ဟာမိခင်အိမ်ကိုယူသွတ်စွာပြေးဝင်သွားပြီးအမှန်တရားကိုသိလိုခဲ့တဲ့ညီဖြစ်သူကသားနှစ်ယောက်ရဲ့စပင်ကိုပုတ်ဆင်နေပြီးမိခင်ကဆိုဖာပေါ်မှာထိုင်တောက်နေတာကိုတွေ့ခဲ့ရတယ်။ဘီယာအသင်းနှစ်သင်းရှင်ပြိုင်ကစားနေတဲ့ဘောလုံးပွဲကြည့်နေပါတယ်။ဒါပေမဲ့သူနေထိုင်တဲ့အရင်ကဘာမှာတော့မိန်းကလေးတွေလှုပ်တဲ့အလုံးမဟုတ်ပါဘူး။ဖခင်နဲ့အကိုကအိမ်မှာအမြဲတမ်းဆိုဖာပေါ်မှာလှဲနေတတ်ပြီးဘာအိမ်မှုကိစ္စမှမလုပ်ကြပါဘူး။ဒါပေမဲ့အခုချိန်မှာတော့သူပဲမိဖို့ကြောင့်ထဲမှာဖခင်ဖြစ်သူကအံ့ဩတုန်လှုပ်နေတဲ့ဖခင်ရဲ့အလောတကြီးတောင်းပန်တန်ကိုကြားရပြီးနောက်မှာတော့လောကရဲ့ကြားမအခန်းကဏ္ဍတွေပြောင်းပြန်ဖြစ်သွားပြီဆိုတာကိုသူသိရှိလိုက်ရတယ်။သူ့မူလကဘာကိုပြန်သွားခြင်းလုံးလို့ရွက်တိုင်ကိုကောင်းနဲ့ဆောင်ပြန်တယ်ဒါပေမဲ့ဘာမှမထူးခဲ့ဘူးလမ်းဘေးကြော်ညာတွေကိုကြည့်ရင်သူ့မှာပို့လို့တောင်ဒေါသထွက်လာတယ်သူ့ရဲ့ခွန်အားကိုစူးစီးပြီးအလင်းတိုင်ကိုဝင်တိုက်မိပေမဲ့ဘာမှမဖြစ်ခဲ့ပါဘူးဒီအချိန်မှာပဲပေါင်80ရှိတဲ့သူတယောက်ဝင်လာခဲ့ပြီးငှက်အုပ်နဲ့ဝင်းရနေပါတယ်ဖရန့်စကားပြောပြီးတဲ့အခါမှာတော့ဒီလူဟာပုံမှန်ကဘာကလာတာဖြစ်ကြောင်းသိခဲ့ရပြီးသူဟာလည်းဖရန့်ကတော့ကိုနှစ်တိုင်တိုင်အပြင်းမထွက်ပဲနေခဲ့ပါတယ်ဒါကြောင့်သူကိုယူနေတယ်လို့ခေါ်ကြတာပေါ့ဒါကိုကြားတဲ့အခါဖရန့်ဟာချက်ချင်းကိုထင်ကားကျသွားခဲ့ရပါတယ်ဒီလိုမိမဆိုးမိုးတဲ့အတိုင်းဝိုင်းထဲမှာဘဝဆုံးခန်းတိုင်အောင်နေထိုင်သွားဖို့သူလုံးဝမလိုလားခဲ့ပါဘူးဒါပေမဲ့လည်းFrank ဟာသူ့အလုံးမှာအမြင့်ဆုံးကိုရောက်ရင်အပြင်လောကကိုပြန်ရောက်မယ်လို့ပြောခဲ့တယ်။ဒါဟာခက်ခဲနိုင်ပေမဲ့သူ့မှာရည်မှန်းချက်တော့ရှိလာခဲ့ပြီးဒါပေမဲ့အမျိုးသမီးတွေအဓိကလွှမ်းမိုးတဲ့ဒီလောကမှာအမျိုးသားတစ်ယောက်အဆင့်တက်ဖို့လွယ်ပါမလားနောက်ပိုင်းကိုတင်ဆက်ပေးပါမယ်။